ညီကိုတွေအလုပ်လုပ်ရင်လည်းညစမ်းဖြည့်ကြည့်အောင်တဖြည်းဖြည်းခတ်လာတဲ့ညစမ်းတွေကိုကျွန်တော်နဲ့အတူဒီဗီဒီယိုတွေမှာလိုက်ပြီးတော့ဖြည့်ကြည့်လို့ရပါတယ်ဒီလိုမျိုးလေးစုံလာတော့လည်းအခုတို့လေးဖြတ်ရတာပေါ့ဒီမှာကျွန်တော်အတိုင်းလေးတစ်ခါလေးဟိုလိုတော့ထားပြီးတော့အတိုင်းတိုင်းရတာပါနော်ဒါတော့လည်းတော်တော်ဆိုစဉ်းစားရပါတယ်ဒီကောင်ကအရန်လွယ်ပါတယ်တဖြည်းဖြည်းခတ်လာမှာပါနော်ဒါကလွယ်ပါတယ်အများစုကြုံနေကြအလုပ်တွေပါဒီကောင်မျိုးဆိုရင်ရောဒီကောင်မျိုးဆိုရင်လည်းတို့လိုပဲအောက်အဟတွေကိုကျွန်တော်ယူမယ်အဟအတိုင်းကိုယူပြီးတော့ကျွန်တော်တို့တွားရမှာဒါပေမဲ့ဒါကတောက်ချိုဖြစ်တော့အဲ့ဒီတောက်ချိုတိုင်းတွားရမှာပေါ့နော်ဒါဆိုရင်အောက်ကတောက်ချိုတိုင်းလည်းဖြစ်သွားပြီဒီတကူဆိုကြည့်ကြည့်လိုက်ဒီတကူဆိုလွယ်မလို့နဲ့ခတ်နေတာဘာကြောင့်ဆိုတော့ကျင်းတွေဂျိုးလည်းမဟုတ်ဘူးရွဲ့နေတယ်ကွာနည်းနည်းရွဲ့နေတဲ့အတွက်ဒါကိုဖြတ်တဲ့နေတာနေမှာကြည့်ကြည့်လိုက်လွယ်မလို့နဲ့ခတ်တယ်နော်ဒီမှာပြတာတိုင်းလိုက်ပြီးလောက်ကြည့်ပါညီကိုတွေတော့လည်းအဆင်ပြေလိုက်မယ်ဟိုအလုပ်လည်းမြန်သွားစေတယ်မှာပေါ့နော်